ကဲအားလုံးပဲမင်္ဂလာပါကိုရှမ်းရဲ့ YouTube channel ကနေပြီးတော့ကိုဒီမားတွေအားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲမနက်ဖြန်အတွက်9ရက်9လ2026ကျွန်တော်အင်ကာနေ့အတွက်ကိုသွားမယ်เนาะအင်ကာနေ့မှာကျွန်တော်တို့အကြိုက်ဆုံးမိန်ရောက်ွက်ပါမယ်အကြိုက်ဆုံးမိန်ရောက်တကကောင်းနေပါမယ်เนาะတေချာလေးနားထောင်မယ်တေချာလေးကြည့်ရှုမယ်မနက်ဖြန်မှာကျွန်တော်အကြိုက်ဆုံးအပူးလေးလည်းပါတယ်เนาะကိုဒီမားတွေအားလုံးပဲမနက်ဖြန်မှာချီတီမီမီပေါက်ချင်တဲ့ကိုဒီမားတွေပါခဲ့မယ်ဆိုရင်တေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်เนาะအထူးသဖြင့်ကျွန်တော်ရှိမှာအဖောက်ဝင်ထားတဲ့ကိုဒီမားတွေအားလုံးပဲတေချာလေးကြည့်မယ်တေချာလေးနားထောင်မယ်เนาะဒီနေ့မှာဆိုရင်နေတဲ့ရောက်ကိုဒီမားတွေဆိုရင်ကျွန်တော်တို့နေကုံစာတင်ပြီးတာเนาะ81 main ကွက်အဆင်ပြေတယ်เนาะ8ပတ်ဒီ81 main ကွက်အဆင်ပြေတယ်เนาะကျွန်တော်တို့8ပိုင်း3ပိုင်းနဲ့မနက်မကြညနေကိုတင်လို့ဆိုရဲစကားတိုင်းပဲเนาะမနက်ပိုင်းမထွက်ခဲ့ဘူးညနေစီကိုကျွန်တော်တို့81ဆိုရဲ main ကွက်လေးအဆင်ပြေတယ်เนาะကျွန်တော်တို့89ကိုသာဆိုရင်တော်ကောင်းမိမှာနောက်ကနေကတော့ကက်ပြောင်းသွားတယ်ကိုရီမားတွေအားလုံးပဲဒါပေမဲ့အခုမှအစပဲရှိသေးတယ်ကိုရီမားတွေအားလုံးပဲကြံရက်တွေအများကြီးကြံသေးတယ်ကိုရှန်အကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးမယ်เนาะအထူးသဖြင့်ကျွန်တော်ကိုရီမားတွေအားလုံးပဲကျွန်တော်တို့အာမခံပေးတဲ့ဇာတိုးပတ်တီထွက်သွားပြီเนาะအာမခံပေးတဲ့ဇာတိုးပတ်တီထွက်သွားပြီအဲ့ဒါကြောင့်ကိုရီမားတွေအားလုံးပဲเนาะဘာဆက်လုပ်တင်လဲဆိုရင်ကျွန်တော်တို့ဖုန်းသမားပြောเนาะဖုန်းသမားတွေအားလုံးပဲเนาะကျွန်တော်မွေးကနန်းလေးကြံသေးတယ်မွေးကနန်းလေးလိုက်စော်ထားမယ်เนาะဗော်တဖူးနေ့ညနေအထိကျွန်တော်ပေးထားတဲ့မွေးကနန်းလေးလိုက်စော့မယ်လိုက်ကစားမယ်เนาะဘာလို့လဲဆိုရင်ကျွန်တော်ရဲ့မွေးကနန်းလေးကအပတိုင်းလို့တကွဲကတော့အမြဲတမ်းစင်းနေเนาะအဲ့ဒါကြောင့်မွေးကနန်းနဲ့တွဲဆော့လို့ရတဲ့ကျွန်တော်ပတ်တီလုံးချပေးမယ်ကိုဒီမားတွေအားလုံးပဲကျွန်တော်အာမခံပတ်တီ81ပေးတာ8ပိုင်းဆိုရဲအာမခံစာတို့ပတ်တီလေးအဆင်ပြေတယ်เนาะနေတဲ့ကိုဒီမားရေဆိုရင်ကျွန်တော်မိန်ကွက်တွေထဲမှာ81မိန်ကွက်အဆင်ပြေတယ်เนาะကဲပေါက်ကြီးလေးမှတ်မယ်ရေးမယ်နောက်ကိုဒီမားတွေအားလုံးပဲဒီတိုင်းထိုင်ကြည့်မနေပါနဲ့ကိုရိုင်းကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးအစီအမြောင်လုပ်ပေးမယ်နောက်လာကြောင်းကိုဒီမားတွေအားလုံးပဲလက်မမနှက်ရသေးတဲ့ကိုဒီမားတွေအားလုံးပဲလိုက်လက်မလေးတောရှင်းနေမယ် channel ကို subscribe မနှက်ရသေးတဲ့ကိုဒီမားတွေအားလုံးပဲ channel ကို subscribe နေမယ်နော်မနှက်ဖြန်အတွက်ကိုကျွန်တော်အကြိုက်ဆုံးပြန်ကြတစ်ခွက်ပါမယ်နော်ပြန်ကြတစ်ခွက်ပါမယ်ကျွန်တော်မင်းရော3ခွက်စီရွေးချက်ပေးထားပါတယ်ကျွန်တော်အကြိုက်ဆုံးတင်ခွက်ပါမယ်ကိုဒီမားတွေအားလုံးပဲနော်အကြိုက်ဆုံးတင်ခွက်ပါမယ်ကိုဒီမားတွေအားလုံးပဲအပူးပါမယ်နော်အလားပဲဘာမှဆော့စရာမလိုဘူးမနေ့ဖြန်အင်္ဂါနေ့နေကုန်မှာနှစ်ကြိမ်မဟုတ်ရင်တောင်မှတစ်ကြိမ်ကတော့အကောင်းဆုံးဖြစ်အောင်ငွေထိုးပိုက်အောင်လုပ်ပြီးမယ်နော်ကဲလာကြောင်းချစ်ကိုချစ်မတွေအားလုံးပဲတေချာနားထောင်မယ်နော်ကဲမနေ့ဖြန်အတွက်ကျွန်တော်အကြိုက်ဆုံးလုံးပိုင်းက4ပိုင်း9ပိုင်းနော်4ပါတော့ကနေ9ပါတော့ကနေဦးစားပေးပြီးစော့မယ်ကစားမယ်ချစ်မိတ်ဆွေကိုရီမားတွေအားလုံးပဲနော်ကဲကိုရှမ်းကိုအားရှိအောင်လို့ကိုရီမားတွေအားလုံးပဲနော်ဒီညနေမှာပေါက်လိုက်တဲ့ရလိုက်တဲ့ကိုဒီမားတွေအားလုံးပဲပေါက်ကြီးလေးရေးမယ်မှတ်မယ်နော်မင်္ဂလာရှိအောင်လို့ကျွန်တော်ကောမန့်မှာမင်္ဂလာပါဦးလေတောက်ချက်ဝေးရေးမယ်ကိုဒီမားတွေအားလုံးပဲနော်ကဲမနက်ဖြန်အတွက်သွားမယ်ကဲ9ပိုင်း4ပိုင်းမှာ9ပိုင်း4ပိုင်းနဲ့အကြိုက်ဆုံးမင်းရော3ခွက်တွေရေးချက်ထားတယ်နော်9နဲ့ပတ်သက်တဲ့3ခွက်4နဲ့ပတ်သက်တဲ့3ခွက်နော်ကနေ short ပေးထားပါတယ်ကိုဒီမားတွေအားလုံးပဲနော်ကျွန်တော်ကကနေနေတော့ပဲပေးတာကိုဒီမားတွေအားလုံးပဲကနေအကွက်များကြီးမပေးတတ်ပါဘူးကိုရှမ်းရတော့ကိုဒီမားတွေအားလုံးနော်ကဲမနေ့ဖြန်နေကုံစာအတွက်အကြိုက်ဆုံးကွက်တွေလာမယ်နော်ကျွန်တော်အဖောင်းဝင်သမားတွေတေချာနားထောင်မယ်နော်ကျွန်တော်ပြောစရာရှိပါတယ်ကိုဒီမားတွေအားလုံးအားလိုက်ကြောင်းအစာအဆုံးလေးဖြစ်အောင်နားထောင်ပေးပါကိုဒီမားတွေအားလုံးပဲဒီဗီဒီယိုပိုင်းထန်ကိုရှိမှ5 6မိနစ်ပဲရှိမှာနော်အစာအဆုံးလေးတော့နားထောင်ပေးပါကျွန်တော်ကိုဒီမားတွေအတွက်အကျိုးရှိရထက်ပိုပြီးအကျိုးရှိမဲ့ကနေနေပြီးမှာအားလိုက်ကြောင်းအဖောင်းဝင်သမားတွေဒီဗီဒီယိုပိုင်းလေးကိုတေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်နော်အားလိုက်ကြောင်းကိုဒီမားတွေအားလုံးပဲကဲမင်းရောက်ွက်တွေလာမယ်ထုံးစံတိုင်းမှတ်မိတဲ့ကိုဒီမားတွေအားလုံးပဲ comment မှာတစ်ချက်လောက်ရေးမယ်စောင်းနဲ့ပုံမှန်ရှိတဲ့ကိုဒီမားတွေအားလုံးပဲစောင်းနဲ့ပုံမှန်နဲ့ရေးမှတ်မယ်နော်ကဲလာပြီကျွန်တော်6နဲ့ပတ်သက်ရင်ကြိုက်ဆုံးမင်းရော3ကဘာလဲဆိုရင်90 98 9နှစ်နော်90 98 9နှစ်နော်9နဲ့ပတ်သက်ရင်ကိုရှိုင်းလို့ကြိုက်ဆုံး3ခွက်နော်90 98 9နှစ်နော်90 98 9နှစ်အဲ့ကြိုက်ဆုံး3ခွက်နော်အကြိုက်တူမှလည်းကစားပါကိုဒီမားတွေအားလုံးပဲเนาะကျွန်တော်ကတော့ဘလို့ဖြစ်စေခြင်းလဲဆိုရင်ကိုဒီမားတွေအားလုံးပဲเนาะအခြားလူကနန်းဆော့မယ်ဆိုရင်အခြားလူကနန်းပဲဆော့ပါကျွန်တော်ကနန်းဆော့မယ်ဆိုကျွန်တော်ကနန်းပဲဆော့เนาะဟိုလူကနန်းလိုက်ဆော့ဒီလူကနန်းလိုက်ဆော့ဆိုကျွန်တော်ကိုယ်ပိုင်အားလုံးပဲရှုံးပါเนาะရှုံးပါဆိုလို့ပြောတာကိုရှမ်းရတော့เนาะကျွန်တော်ကနန်းပဲယူဆော့မယ်ဆိုကျွန်တော်ကနန်းပဲဆော့ကျွန်တော်လည်းเนาะဒီအထက်မှာနေရာသိပ်မကောင်းဘူးဗျာကိုဒီမားတွေအားလုံးပဲအဲ့လာကြောင့်เนาะ90 98 9နှစ်ပါ90 98 9နှစ်ပါเนาะကဲ4နဲ့ပတ်သက်တဲ့3ခွက်လာမယ်ပြီးရင်အကြိုက်ဆုံးတင်ခွက်တွေခေါ်မယ်ကိုဒီမားတွေအားလုံးပဲเนาะကဲ4နဲ့ပတ်သက်ရင်46ရယ်43ရယ်49ရယ်46 43 49เนาะမနက်ဖြန်မှာကျွန်တော်တို့အကြိုက်ဆုံးပြန်ကြတစ်ခွက်ပါမယ်ကျွန်တော်တို့ site အမူရရเนาะကိုဒီမားတွေအားလုံးပဲပြန်ကြတစ်ခွက်ပါမယ်ပြီးရင်အပူးပါမယ်
နော်မဖြစ်မနေစင်းကိုဆင်းရမယ်ကိုဒီမားရအောင်ပဲနော်ကျွန်တော်တို့စိုက်ပေးမယ်ဆိုရင်မနေ့ဖြစ်မှာအဲ့အပူးနဲ့ပြန်ကြတကွက်တော့လာမယ်ကိုဒီမားတွေအားလုံးပဲနော်ဒါပေမဲ့ကျွန်တော်ပေးထားတဲ့ခဏဒီနေကုံမတကွက်ပါမယ်ကိုဒီမားတွေအားလုံးပဲနေကုံမတကွက်ပေါအောင်အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးထားတယ်နော်နှစ်ကြိမ်မဟုတ်ရင်တော့မှကိုရှမ်းမကတကြိမ်အောင်တော့အဆုံးကိုဖြစ်အောင်ကြိုးစားပေးမယ်နော်ကိုဒီမားတွေအားလုံးပဲနော်အဲ့ဒါကြောင့်ကိုဒီမားတွေအားလုံးပဲအဖောင်းဝင်သမားတွေရောအခုမှမြင်လို့တွေ့လို့လူသိကိုဒီမားတွေအားလုံးကိုတေချာနားထောင်မယ်ဗျာနော်ကျွန်တော်ကိုမားတွေအားလုံးပဲနော်90 98 9နှစ်ပါ4နဲ့ပတ်သက်ရင်46 43 49အဲ့3ကနော်အဲ့3ကစီကျွေးချက်ထားတယ်အကြိုက်တူတဲ့ကိုဒီမားတွေအားလုံးပဲတင်ထိုးမယ်တင်ကစားမယ်နော်ကိုရှမ်းရဲ့ channel ပါကိုဒီမားတွေအားလုံးပဲ channel ကို subscribe မနေရသေးတဲ့ကိုဒီမားတွေအားလုံးပဲ channel ကို subscribe နေမယ်နော်ကဲအကြိုက်ဆုံး key word โอเคပြောမယ်နော်အကြိုက်ဆုံး key word โอเคမှာနော်ကျွန်တော်4913โอเคနော်4913โอเคကိုခွေစောမယ်ကိုဒီမားတွေအားလုံးပဲနော်အဲ့ထက်မှာအဲ့4913โอเคကိုကျွန်တော်တို့အပူးလေးမှာထည့်စော်ပေးနော်ဘယ်အပူးလေးနော်ကျွန်တော်တို့အပူးလာမဆို4ဘူး9ဘူး1ဘူး3ဘူးအဲ့ထက်မှာရှိမယ်နော်4913โอเคမှာ4ဘူး9ဘူး1ဘူး3ဘူးရှိရယ်နော်အဲ့ဒါကြောင့်ကျွန်တော်အကြိုက်ဆုံးအပူးနှစ်ခွက်ပြောပါဆိုရင်1ဘူး9ဘူးအကြိုက်ဆုံးပါနော်1ဘူး9ဘူးအကြိုက်ဆုံးပါနော်ပြန်ကြားတစ်ခွက်ပေးမယ်လက်ဆောင်ကိုဒီမားတွေအားလုံးပဲနော်အဲ့ဒါကြောင့်တေချာနားထောင်မယ်ကဲအကြိုက်ဆုံးတစ်ခွက်ကောင်းလာမယ်ကိုဒီမားတွေအားလုံးပဲနော်ကျွန်တော်လူဟောင်းကိုဒီမားတွေအားလုံးကိုကျွန်တော်ပြောမယ်နော်ကျွန်တော်အာမခံဇာတို့ပတ်သည်10ပတ်သည်ထွက်သွားပြီကျွန်တော်အပတ်တိုင်းလို့စောစောထွက်တာနော်ကိုဒီမားတွေအားလုံးပဲအပတ်တိုင်းလို့စောစောလေးထွက်နေကြနော်အဲ့ဒါကြောင့်တိတ်ပြီးတော့မထူးဆန်းတော့ပါဘူးကိုဒီမားတွေအားလုံးပဲနော်ကျွန်တော်တို့မွေးကနန်းလေးကြံနေတယ်နော်ကျွန်တော်ရှယ်မွေးနှစ်ခွက်နဲ့အရင်နှစ်ခွက်ကြံတယ်နော်အဲ့ဒါကြောင့်ဒီဗော်ဒဘူးနေညက်နေထိအဲ့မွေးကနန်းလေးလိုက်ဆောင်မယ်နော်ဒီရက်ထဲမှာကျွန်တော်လက်ဆောင်ပတ်သည်လုံးချပေးမယ်အင်္ဂါဗော်ဒဘူးအတွက်လက်ဆောင်ပတ်သည်နော်လက်ဆောင်သည်လက်ဆောင်လိုပဲကစားပါကျွန်တော်တို့အာမခံပေးတဲ့ပတ်သည်ကြမှာတင်ပတ်မယ်တင်ကစားမယ်နော်ကိုဒီမားတွေအားလုံးမနေ့ကကျွန်တော်ဗီဒီယိုမှာတစ်ခါလေးပြောပြီးသားနော်ဘယ်လိုလဲဆိုရင်ကျွန်တော်ရဲ့ဇာတို့ပတ်သည်ဒီတလင်းလာအင်္ဂါမှာတော်တော်ကြောက်ဖို့အားကောင်းသည်ကျွန်တော်အမြဲပြောတယ်ကိုဒီမားတွေအားလုံးနော်ကျွန်တော်ပြောလို့မပြောတော့ကျွန်တော်ကိုယ်မအားလုံးပဲသိရတဲ့အတိုင်းပဲတလင်းလာအင်္ဂါမှာအရန်အားကောင်းတယ်အဲ့ဒါကြောင့်ဇာတို့ပတ်သည်ကိုတင်ပတ်ထားပါတင်ကစားထားပါကျွန်တော်အမြဲတမ်းပြောတယ်အခုကျွန်တော်ကိုဗပြမှာလာရေးကြတယ်နော်ကျွန်တော်ကတင်ခွက်ပဲထိုးတာပတ်သည်လုံးဝမပတ်ဘူးအဲ့လိုလူတွေကများတယ်နော်ကျွန်တော်ပြောမယ်ကျွန်တော်ရှိမှာဖုန်းနာတဲ့ကိုဒီမားတွေအားလုံးပဲဇာတို့ပတ်သည်မွေးကနန်းစော့နိုင်မှာကျွန်တော်ရှိမှာ live ပြပါနော်ကျွန်တော်ဒီမွေးကနန်းဒီအပန်းလို့အမြဲတမ်းမကြပါဘူးဇာတို့ပတ်သည်ကတော့ကျွန်တော်တောင်းရင်မှုတောင်းဝင်ခံမှုအပြည့်ရှိတဲ့ကနန်းမလို့ကျွန်တော်ကိုဒီမားတွေအားလုံးမကြလဲကျွန်တော်ဘက်ကအစားပြန်ပေးပြီးသားနော်ကဲပေါင်းအနေနဲ့အားလုံးအစင်မြောင်လုပ်ပေးတယ်နော်ကိုရှိုင်းနဲ့တစ်ချိန်တစ်ခါလောက်လွတ်တွဲဘူးယုံနဲ့လက်မဖြုတ်ပါနဲ့ကိုဒီမားတွေအားလုံးပဲအဲ့တော့ကျွန်တော်ပြောချင်ပါတယ်နော်အဖိုးသမားတွေဘယ်နေ့ကျရင်အဖောက်ဝင်လို့ရမယ်ဆိုရင်ကျွန်တော်ဗိုလ်တပူးနေညက်နေရောက်တာနဲ့အားလုံးပဲပြန်ဆက်လို့ရပြီနော်ပြန်ဆက်တယ်လို့ရပြီဒီကြားထဲမှာကျွန်တော်ဆက်သွယ်ရင်ကျွန်တော်စာပြပါမဟုတ်ပါဘူးကိုဒီမားတွေအားလုံးပဲကိုရှိုင်းလဲနေတိတ်ကောင်းတာမဟုတ်ပါဘူးနော်ကဲအကြိုက်ဆုံးတကောင်းလာမယ်ကျွန်တော်ကြိုက်ဆုံးတကောမခုံမှာအင်္ဂါဗိုလ်တပူးတွေကျွန်တော်လက်ဆောင်ပတ်တိလေးကဘာဖြစ်မယ်ဆိုရင်3ပတ်တိနော်လက်ဆောင်ပတ်တိဒီ3ပတ်တိပါကိုဒီမားတွေအားလုံးပဲအဖောင်းဝင်သမားတွေကဘလို့လေးစော့တင်လဲဆိုရင်ကျွန်တော်ဦးမွေးကနန်းလေးကြံတည်းရဲ့ထူးရှက်မွေးနှစ်ခွက်ရဲ့အရင်နှစ်ခွက်ရဲ့ကြံတည်းအဲ့မွေးကနန်းလေးနဲ့နော်အဲ့မွေးကနန်းလေးနဲ့ကျွန်တော်ပေးတဲ့လက်ဆောင်ပတ်တိနဲ့တွဲဆော်ပေးပါနော်ကျွန်တော်နေတိုင်းမှာတင်ပြီးတဲ့အကြိုက်ဆုံးတကောကောင်းနေယူထိုးမယ်ယူကစားမယ်အလားပဲဆော့အကိုဒီမားတွေအားလုံးပဲနော်ကျွန်တော်ဗိုလ်တပူးနေညနေကြမှာအဖုံးဝင်တဲ့ကိုဒီမားတွေအားလုံးကိုကြာတာပြီးတောက်ရကြမှာကျွန်တော်အကြိုက်ဆုံးလက်ဆောင်ပတ်တိနဲ့အကြိုက်ဆုံးတကောကောင်းရေးထုတ်ပေးမယ်နော်အခုကတော့ကျွန်တော်မထုတ်ပေးသေးပါဘူးကျွန်တော်ထပ်မှန်ပြီးအကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးတော့ရှာဖွေထားပါတယ်ကိုဒီမားတွေအားလုံးပဲနော်ကဲဒါဆိုရင်မိတ်ဆွေကိုဒီမားတွေအားလုံးပဲကျွန်တော်လက်ဆောင်ပတ်တိဒီ3ပတ်တိပါကနန်းလေးမှတ်မိတဲ့ကိုဒီမားတွေအားလုံးပဲနားလိုက်တဲ့ကိုဒီမားတွေပါခဲ့မယ်ဆိုရင်မှတ်ပေးပါရေးပေးပါနော်ကဲဒါဆိုရင်ကျွန်တော်အကြိုက်ဆုံးတကောကောင်းနော်အကြိုက်ဆုံးတကောကောင်းက9နဲ့ပတ်သက်ရင်93ဒီတကောကောင်း4နဲ့ပတ်သက်ရင်48ဒီတကောကောင်းနော်9348အကြိုက်ဆုံးတင်ခွက်နော်9348အကြိုက်ဆုံးတင်ခွက်ပါကိုဒီမားတွေအားလုံးပဲမနက်မကြရင်ညနေတင်ထုတ်မယ်မနက်ပိုင်းထုတ်ခန့်ရင်ညနေစီကိုရှိုင်းလိုက်လွှင့်ပေးမယ်နော်အဲ့ဒါကြောင့်အဲ့ထက်ကကျွန်တော်ကြိုက်ဆုံးကနေထွက်ခဲ့မယ်ဆိုရင်ကျွန်တော်ကိုမိုင်အားလုံးပဲမနက်ပိုင်းထွက်ခဲ့ရင်ညနေစီကိုလိုက်လွှင့်ပေးမယ်မနက်ပိုင်းမှာအဲ့ကနေမထွက်လာခဲ့ဘူးဆိုရင်ကိုဒီမားတွေအားလုံးပဲညနေစီကိုတင်ထိုးမယ်တင်ကစားမယ်နော်9နဲ့ပတ်သက်93တကွက်ကောင်း4နဲ့ပတ်သက်48တကွက်ကောင်းကျွန်တော်ပြန်ကြတကွက်ကောင်း3-1ပါနော်3-1ဒီကျွန်တော်ပြန်ကြပါနော်ပြန်ကြနိုင်ဖို့တော်တော်အားကောင်းပါတယ်ကျွန်တော်3-1ပြန်ကြတကွက်ကောင်းနော်တကောင်းတော့မဟုတ်ကိုဒီမားတွေအားလုံးပဲကျွန်တော်9348အကြိုက်ဆုံးတင်ခွက်တွေနော်9နဲ့ပတ်သက်93တကွက်ကောင်း4နဲ့ပတ်သက်48တကွက်ကောင်းအဲ့ထက်မှာဒန်နုပေးထားတာဒီ3-1ဒီအဲ့ကနေနဲ့ဒန်နုပါကိုဒီမားတွေအားလုံးပဲနော်ကျွန်တော်အကြိုက်ဆုံးတင်ခွက်က
934831နော်ပြန်ကြသည်ကြားဖို့အားကောင်းပါတယ်မနက်ဖြန်မှာပြန်ကြတဲ့အဘူးကတော်တော်လေးအားကောင်းပါတယ်ကိုဒီမရအောင်မယ်ကျွန်တော်ရဲ့ပေးရကနေတင်ွက်တွေလည်းလိုက်ဆော့မယ်လိုက်ကစားမယ်အစင်မြောင်လုပ်ပေးထားတယ်နော်ဖုန်းသမားတွေကိုလုံးဆရာရှိရဲ့လုံးဆက်လုပ်ပါကျွန်တော်ဘာမှပြင်မပြောပါနဲ့ကိုဒီမရအောင်မယ်တခါတည်းဒီတိုင်းမှာကျွန်တော်ပြောပြီးသားပါနော်လူများကျွန်တော်လိုက်ရတော့မကောင်းကိုဒီမရအောင်မယ်အားလာကြောင်းကျွန်တော်စာလေးမပြန်ရှိရင်ခွင့်လို့ပါကိုဒီမတွေအားလုံးပဲနော်93တကွက်ကောင်48တကွက်ကောင်နော်31မင်းတင်ွက်နော်31ဒီပြန်ကြမှတ်လို့ကျွန်တော်ပေးထားတာပါကျွန်တော်4ကုတ်13အခွေဒီနော်ခွေစော့မယ်အပူးမှာထည့်ခုပြီးမယ်နော်အဲ့ထက်မှာ4ဘူး9ဘူး1ဘူး3ဘူးထည့်မယ်9ဘူး1ဘူးအကြိုက်ဆုံးပါနော်ကဲဒါဆိုမိတ်ဆွေကိုဒီမအားလုံးပဲကနန်းမမရဲ့ကိုမအားလုံးပဲတစ်ချက်လောက်ရေးမယ်နော်ကျွန်တော်ကိုအရင်တော့အားပေးနေတဲ့ကိုဒီမတွေအားလုံးရောအခုမှမြင်လို့တွေ့လို့အားပေးနေတဲ့ကိုဒီမတွေအားလုံးရောနော်စိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေလေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နေကြပါစေလူဝင်စနာတွေလည်းတုံးတော့ပြည့်ဝနေကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုဒီမတွေအားလုံးကိုစုမကောင်တောင်းပေးပါတယ်ကဲအားလုံးပဲဘိုင်းမှာပြကိုဒီမတွေအားလုံးပဲနော်မနေ့ကကိုရှိုင်းပေးတဲ့ channel လေးနဲ့အားလုံးပဲအဆင်ပြေကြပါစေရကြပါစေပေါက်ကြပါစေခင်ဗျာနော်ဘိုင်းပါ